အားလုံးပဲမြင်ကြလာပါခင်ဗျာအခုကျွန်တော်ကတော့မိတ်ဆက်ပေးခြင်းတယ်ပေါ့နော်မိတ်ဆက်ပေးခြင်းတာအဓိကတော့ဒီစီလေးရဲ့ကောင်းကျိုးလေးရဲ့ကျွန်တော်ကကောင်းကျိုးလေးကိုရှင်းအောင်လေးရှင်းပြပေးခြင်းပေါ့နော်ကျွန်တော်တို့လက်တလုံးမှာပေါ့နော်ကျွန်တော်တို့ကုမ္ပဏီရဲ့ထုတ်ကုန်လေးဖြစ်တဲ့ရောင်းအားရန်ကောင်းနေတဲ့ပရီမီယံဆော်လေးကိုကျွန်တော်ရှင်းပြပေးခြင်းပါတယ်သူကဒီဝင်ဆက်ပြခဲ့လေးဖြစ်ပါတယ်သူကဘယ်လိုမျိုးလေးပြောချင်အသုံးပြုရလဲဆိုရင်စပင်အတွက်ပေါ့နော်စပင်အတွက်ဆိုရင်စပင်ပြန်ပြီးတော့မှပေါက်ချင်တဲ့သူတွေထိပ်ပြောင်းတဲ့သူတွေအတွက်ကိုစပင်အတွက်လည်းသုံးလို့ရတယ်လို့မျိုးမျက်နှာအတွက်မှာသုံးမယ်ဆိုရင်တော့မျက်နှာမှာတင်းတင်းလေးနေလောင်နေအမဲဆက်တွေအတွက်ကိုလည်းသူကသုံးလို့ရတယ်နောက်တစ်ခုကခန္ဓာကိုယ်အတွက်သုံးမယ်ဆိုရင်လည်းခန္ဓာကိုယ်မှာရှိတဲ့မိတ်တွေစောင်းမင်းမှာဖြစ်တဲ့အသားဆောက်တာတွေလည်းသူကအသုံးပြုလို့ရတယ်ပေါ့နော်အဲဆိုဒီဝင်လေးဖြစ်တဲ့အတွက်သူရဲ့အသုံးပြုပုံတွေကဘယ်လိုမျိုးသုံးရမလဲဆိုရင်ထွက်လာတဲ့အမြုပ်လေးတွေကိုသူကခန္ဓာကိုယ်မှာရှိတဲ့ခန္ဓာကိုယ်မှာပဲသုံးမျက်နှာမှာပဲသုံးစပင်မှာပဲသုံးထွက်လာတဲ့အမြုပ်လေးကိုတခြားလေး15မိနစ်ခန့်လေးအသားလေးစွန့်ဝင်ရပုတ်တက်ခြင်းအပြင်သူကကောင်းကျိုးလေးတွေကိုဖြစ်စေတယ်ပေါ့နော်ဒါဒီရောက်နဲ့သုံးပြုလို့ရတဲ့နေရာလေးဖြစ်ပါတယ်ဒါကတော့လောမှာရောင်းအားရန်ကောင်းနေတဲ့ကျွန်တော်တို့ကုမ္ပဏီရဲ့ဒီထုတ်ကုန်လေးဖြစ်ပါတယ်ဒီ premium store လေးကိုကျွန်တော်ကမိတ်ဆက်ပြီးတော့လာဖြစ်ပါတယ်โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ